မာယာကကွာရှင်းကျင်တဲ့လင်မယားတွေကိုပြန်ပေါင်းစည်းပေးတဲ့နေရာမှာတပတ်ကန်းတော်တဲ့ရှိနေတယောက်ဖြစ်ပါတယ်။မာယာကတူလိုက်တဲ့အမှုတိုင်းမှာအနိုင်ရလို့သူ့နယ်ပယ်မှာနာမည်ကြီးတဲ့လူတစ်ယောက်ပါ။ညီညီဆိုတဲ့တငယ်ချင်းကမာယာကိုတွေ့ဖို့ရုံကန်ထဲမှာစောင့်နေလို့စကားပြောကြည့်တော့မျိုးကျော်နဲ့အေးလိုင်ဆိုတဲ့ကွာရှင်းကျင်နေတဲ့လင်မယားကိုပြန်ပေါင်းအောင်ကူညီခိုင်းပါတယ်။အချင်းတွေကိုသိရအောင်လင်မယားနှစ်ယောက်နဲ့တက်စီစကားပြောကြည့်ဖို့အစီအစဉ်ပါတယ်။မျိုးကျော်ဖေကငပြောသီးပွဲစားလုပ်ရင်ချမ်းသာလာတဲ့လူတစ်ယောက်ပါ။နောက်တော့မျိုးကျော်အမေနဲ့အိမ်ထောင်ကြပြီးအလောက်ကန်ကလည်းကောင်းတာနဲ့ပတ်စံချမ်းသာလာပါတယ်။ဒါပေမဲ့ဗီဇာကဖျောက်လို့မရတော့အမြဲပါဆက်ကနေဟောင်းပွားလှုပ်တတ်တဲ့အကျင့်တော်ရှိပါတယ်။အေးလိုင်အဖေကအနေအေးပြီးရုပ်ဆိုးပေမဲ့မိမလှလေးနဲ့သမီးချောလေးတယောက်ရလာပါတယ်။ဒါပေမဲ့အေးလိုင်အမေကအေးလိုင်ငယ်ကလေးကဆုံးသွားလို့အဖေတစ်ခုသမီးတစ်ခုဖြစ်နေဘဝကိုရက်တီးပါတယ်။မျိုးကျော်အရွယ်ရောက်လာတာနဲ့အမျှအမေကသူ့ထက်တောင်ခင်မိလာပြီးတိမ်လုံးပန်းသီးပဲ့တွေပဲကန်ခိုင်းပါတယ်။ဒါတွေမကပဲသားကိုပညာတက်ကြီးဖြစ်စေခြင်းလို့နိုင်ငံသားမှာကြောင်းထားပြီးမျိုးကျော်အလုပ်ကောင်းတစ်ခုရလာပါတယ်။အလုပ်ကြိုးစားပြီးအားတဲ့ချိန်မှာစိုက်ကယ်စီးရတာမျိုးကျော်အတွက်ပြောစရာတစ်ခုပါအေးလိုင်ကိုတော့အဖေကငငယ်ကလေးကကိုချရပေါ်ကိုရက်တီဖို့တင်ပေးခဲ့တဲ့အတွက်ကိုထူကိုထစနစ်နဲ့ကြောင်းတက်ပြီးအခုလိုကိုအားကိုအထဲဆိုင်ဖွင့်ထားပါတယ်တရက်တော့မျိုးကျော်အမေက dating app ကနေကောင်မလေးတယောက်ကိုတွေ့လို့ကျင်းဖက်တွေ့ဖို့မျိုးကျော်ကိုလှမ်းပြောပါတယ်မျိုးကျော်ကောင်းမငင်ရသေးခင်မှာပဲအမေကကောင်မလေးကိုဖုန်းဆက်ပြောထားလို့အေးလိုင်စီကဖုန်းဝင်လာပါတယ်အေးလိုင်နဲ့ဖုန်းပြောနေတော့အေးလိုင်အဖေကြီးကမျိုးကျော်ကိုဖုန်းလှမ်းဆက်ပြီးသဘောတူနေပါတယ်9မိနစ်လောက်အချိန်လေးထဲမှာနှစ်ဖက်မိဘသဘောတူပြီးတစ်ခါတော့သွားတွေ့ကြည့်ဖို့လုပ်ပါတယ်။စားတော့ဆိုင်ကိုမျိုးကျော်ကချိန်ထားတာတဲ့တနားရီလောက်နောက်ကျရောက်ပြီးစားတော့ပြီးတော့လေအေးလိုင်ကဘေးရှင်းရပါတယ်။တေပိုးသမျှယောက်ျားတွေနဲ့မတူပဲခြုံထွက်နေလို့နားလေရခက်နေပဲအိမ်ပြန်လာလိုက်ပါတယ်။ကောင်မလေးကအစမပြေဘူးလို့မျိုးကျော်အမေကိုလမ်းပြောလို့အမေဖြစ်သူကမိုက်တွေ့ပြီးစိတ်ညစ်သွားပါတယ်။အမေကိုစိတ်ဆင်းရဲအောင်လုပ်လို့အေးလိုင်နဲ့သွားတွေ့ပြီးတော်ကီထုလာပါတယ်။အေးလိုင်နောက်တစ်ယောက်နဲ့ကျင်ပတ်တွေ့တဲ့ဆိုင်မှာမျိုးကျော်နဲ့အမှတ်မတင်ပြန်တွေ့လိုက်ပါတယ်။အေးလိုင်အလစ်မှာမျိုးကျော်ကကောင်းလေးကိုယောက်ျားပိသားတဲ့စကားတွေလာပြောလို့အေးလိုင်ကြွေးသွားပါတယ်။သူတကယ်ကြိုက်နေတာမျိုးကျော်မှန်းသိပြီးမင်္ဂလာဆောင်လိုက်ကြပါတယ်။မျိုးကျော်ကအေးလိုင်ပြောမှုတဲ့အတိုင်းတိုက်ခန်းတေလေးမှာအလှဆင်ထားပြီးအေးလိုင်လိုချင်တဲ့ကားတေလေးဝယ်ပေးထားပါတယ်။အားလိုက်ရတိုင်းလင်မယားနှစ်ယောက်ဆိုင်ကယ်ရှောက်စီးပြီးမျိုးကျော်ကူညီလို့အေးလိုင်လိုင်းပေါ်ကနေအထည်တွေရောင်းတက်လာပါတယ်။အဲဒီနောက်မှာတော့အစင်မပြေမှုတွေကအလုံးလိုက်ဝင်လာပါတယ်။အေးလိုင်ထိုင်ဖို့ surprise ဆိုပြီးထိုင်ကုန်လေးမှာလိုက်ပေမဲ့အယောင်မကြိုက်လို့ဆိုပြီးဆိုင်ပြန်သွင်းခိုင်းနေအားလေးရဲ့ခရီးထွင်လေးမယားချင်းအစင်မပြေပဲယောက်ျားဖြစ်သူနှိပ်စက်တာခံနေရတဲ့ကောင်မလေးကိုဝင်ကူညီတယ်။စီဒနာနဲ့ကူညီပေမဲ့အေးလိုင်ကမဆိုင်ပဲဝင်ပါတဲ့အဲ့ဒီကောင်မလေးနဲ့သမုတ်တယ်။လေးနဲ့မယားရှာနေသွားဆိုသလိုပဲအဲ့ဒီညပြဿနာပြေလဲသွားပေမဲ့နောက်နေ့မနေ့မျိုးကျော်မေးဖုန်းဆက်လာပါတယ်။မနေ့ကခီးပန်းထားလို့ညကအန်နယ်ကြောင်းပြောပြတော့ကိုဝင်ရှိတာပဲဖြစ်မယ်ဆိုပြီးတရွာလုံးကိုအဖွားဖြစ်တော့မယ်ကြောင်းလိုက်ကြွားပါတယ်ကိုဝင်မဟုတ်တာမျိုးကျော်ပြန်ရှင်းပြတော့စပီကာဖွင့်ထားမှမသိပဲချွေးမောက်ကိုမှုချိုးမြေချိုးတွေပြောလိုက်မိပါတယ်တရက်တော့မျိုးကျော်အမေကရင်မောင်းလိုက်စင်ရလို့ရွာကိုပြန်ပို့ခိုင်းနေအေးလိုင်ဖေးကလည်းတောက်နေကြဆေးတွေဝယ်မရလို့လှမ်းမာတာနဲ့မျိုးကျော်ကိုဂိတ်ကနေပို့ဖို့အကူအညီတောင်းလိုက်ပါတယ်မျိုးကျော်ကလိုင်စင်ပို့ပြီးဆေးဝယ်နေတော့အစည်းအဝေးနောက်ကျနေလို့ရုံပြေးတက်ပြီးညနေမှာပါဆယ်ပို့လိုက်ရပါတယ်အဲ့ဒီညအဖေစီကနေဆေးတွေမရောက်သေးဘူးဆိုတဲ့ဖုန်းလာပြီးမယ်မျိုးကျော်မိဘတွေကလိုင်စင်ရပြီဆိုလို့သူ့မိဘငါမိဘနဲ့ပြဿနာထက်တက်ကြပြန်ပါတယ်တိမ်တဲတူတူနေပြီမယ်စကားလည်းမပြောမျက်နှာချင်းလည်းမဆိုင်ကြတော့ပြန်ဖြေပေးဖို့မျိုးကျော်မိဘတွေရောက်လာပါတယ်ဒါပေမဲ့လို့အေးလိုင်ကအခန်းထဲကထွက်မတွေ့ပါဘူးတိတ်မကြခင်အေးလိုင်ဘေးရောက်လာလို့မျိုးကျော်ကိုလာခေါ်တော့ချက်ချင်းပဲလက်စားချေလိုက်တယ်မိဘတွေရှိမှအိမ်တော်ကြီးတာရတဲ့ပုံစံဟန်ဆောင်ပြတော့စိတ်ချသွားပေမဲ့ပိုစိတ်ချရအောင်ကလေးယူခိုင်းမှုလုပ်ပါတယ်ကလေးကိုသူ့ဘက်နဲ့တူရမယ်ငါဘက်နဲ့တူရမယ်နဲ့နှစ်ဖက်မိဘတွေစကားများရာကနေလက်တွေပါလာပါတယ်ဒီမခံနိုင်တဲ့အဆုံးမိဘတွေကိုယ်တိုင်ကကိုသားသမီးကိုလက်ဆွဲပြီးခွဲလိုက်ကြပါတယ်အခုလေမာရရုံးကမှာစကားများရင်ပြဿနာထတက်လို့ခွဲပြီးအိမ်ပြန်လွှတ်လိုက်ရပါတယ်ရက်ပိုင်းလောက်ကြာတော့စာချုပ်မှာလက်မှတ်ထိုးလိုက်ရပြီဆိုလို့မာယာနဲ့တွားတွေ့ကြတယ်ပိုင်ဆိုင်မှုတွေကနှစ်ယောက်နာမည်နဲ့ဖြစ်နေလို့ပိုင်ဆိုင်မှုခွဲပြီး3လကြာရင်ရုံးကဆုံးဖြတ်ချက်ချမယ်လို့ဆိုပါတယ်ပထမဆုံးအနေနဲ့စီးနေတဲ့ကားကိုရောင်းထုတ်ဖို့ညီညီကိုအကူအညီတောင်းလိုက်တယ်ကားရောက်မယ်ဆိုတဲ့အတန်ကြားတော့မျိုးကျော်ဖေကပွဲစားဝင်လို့ဖို့တွေးပြီးဒါကိုသိတဲ့အေးလိုင်ဖေကခမီးခမက်ကွင်းကိုဝင်ဖြတ်ဖို့လုပ်ပါတယ်မာယာကလည်းဒီခမီးခမက်2ယောက်ကိုပညာပြကျင်တာနဲ့လက်သက်ပြောင်းတဲ့ပွဲစားစီအပ်လိုက်တာ2ယောက်စလုံးဖိုးရောင်ပြီးပြန်လာရပါတယ်နောက်ထပ်တောင်ဆောင်ကခြံလေးကိုရောင်းဖို့အတွက်မာယာကိုကူညီလာတောင်းကြတယ်မာယာမျိုးကျော်နဲ့ညီညီတို့ကဆိုင်ကယ်နဲ့လာပြီးမယ်အေးလိုင်ကကားနဲ့လိုက်လာပါတယ်လန်တထောက်မှာမနှက်စာစားပြီးပြန်ထွက်ယောက်ျားလေးတစုကအေးလိုင်ကိုပြဿနာရှာတော့အေးလိုင်လည်းပြန်ပြီးစင်ခေါ်လိုက်တယ်အမုံဖြစ်တော့မယ်အေးလိုင်ကိုမျိုးကျော်ကဝင်ကူညီပေးလိုက်ရပါတယ်တံပေါ်ကိုရောက်တော့အရင်ကအမတ်တရလေးတွေပြန်မြင်ရောင်းပေးမယ်ခြံကိုရောင်းထုတ်နိုင်ခဲ့ပါတယ်စိတ်နဲ့ကိုယ်လည်းမကက်ကြပဲရက်90ပြည့်လို့တရားရုံးကိုရောက်လာပါတယ်ကလေးတွေဘောလုံးနဲ့ခိုက်မိလို့အေးလိုင်ချက်တော့ဒဏ်ရာရသွားတယ်ဒဏ်ရာကိုစိတ်ပူလို့မေးပေမဲ့အေးလိုင်ကမချင်မငံလှုပ်လို့တရားရုံးမှာပြဿနာထက်တက်ကြပြန်ပါတယ်မာယာစိတ်မရှိတော့တာနဲ့သူတို့နှစ်ယောက်ကိုတရားသူကြီးရှိခေါ်လာတော့နှစ်ယောက်လုံးကကွာရှင်းဖို့သဘောတူလိုက်ပါတယ်တရားရုံးကပြန်မိုးရွာထဲမှာခြေတော်မကောင်းပဲနဲ့ကားဆောက်နေတဲ့အေးလိုင်ကိုတွေ့လို့ကားကြုံတင်ခေါ်လာတယ်အေးလိုင်တိုက်ခန်းကိုတက်မလို့လုံနေတော့မူးလဲမလို့ဖြစ်တာနဲ့အခန်းထဲထိချီပိုးခဲ့တယ်မျိုးကျော်ပြန်ထွက်မလို့လုံနေတော့အေးလိုင်ရုတ်တရက်ကြီးမေးလဲသွားတာနဲ့ကားပေါ်ပြန်တင်ပြီးစိတ်ယုံပို့ဖို့လုပ်ပါတယ်မာယာကိုဖုန်းလက်ဆက်တော့မာယာကသူ့အသည့်ဆရာဝန်ရှိတဲ့ဆေးရုံစီခေါ်လာခိုင်းပါတယ်ဆရာဝန်ကစစ်ဆေးပြီးတော့အေးလိုင်မှာကုသဖို့ဆေးမရှိတဲ့ယောဂရနေတဲ့အကြောင်းနဲ့
နောက်တစ်ခါသတိထက်လျင်တေနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်။ရပ်ပိုင်းမဲ့အသက်ရှင်နိုင်တော့မှာမို့လို့ဂယုစိုက်ဖို့မှာတော့အေးလိုင်စိတ်ဆင်းရဲမှာဆိုလို့မပြောဘဲနဲ့ထားပါတယ်။တကယ်တော့စေယုံမာကလေးကဒီစကားတွေကိုအေးလိုင်ကကြားနေခဲ့ပါပြီ။အေးလိုင်ကိုတယောက်တည်းထားလို့မဖြစ်တာနဲ့အနားမှာနေပြီးနှစ်ဖက်မိဘတွေကိုပြန်တောင်းပန်လိုက်ကြပါတယ်။အေးလိုင်လည်းမကြခင်တေတော့မှာဆိုတော့တေတန်းစာရေးပြီးပိုင်ဆိုင်မှုတွေမျိုးကျော်ကိုလွှဲခဲ့ပါတယ်။မျိုးကျော်ကလည်းအေးလိုင်ကြိုက်တဲ့တောင်ဆောင်ကချန်တဲ့ကားလေးကိုမရရအောင်ပြန်ဝယ်ပေးလိုက်တယ်။တရက်ရုံသွားဖို့လုပ်နေတဲ့မျိုးကျော်ကိုအေးလိုင်ကမာယာနဲ့လက်ထပ်ခိုင်းတယ်။ဒီစကားကိုမာယာကြားတော့အေးလိုင်ကိုစိတ်ဆိုးပြီးပြန်သွားတယ်။အေးလိုင်စင်မကောင်းဖြစ်လို့ငိုနေတော့တတိလစ်သွားတာနဲ့မျိုးကျော်ကကားနဲ့တင်လာပြီးမာယာစီကိုဖုန်းလက်ဆက်တယ်။မာယာဖုန်းမကင်လို့အနားကစေးရုံတစ်ခုကိုခေါ်သွားတော့သူတို့တိထားသလိုအေးလိုင်ကတေတော့မှမဟုတ်ပဲလေးဖြတ်ကျင်တယ်လို့ဖြစ်နေမှန်းသိလိုက်ရပါတယ်။စေးစေးချက်ကအမားပေးလိုက်တဲ့ဆရာဝန်ကိုသွားတွေ့ပြီးထိုးဖို့လုပ်နေတော့ဆရာဝန်စီကစကားကိုကြားတော့မှအံ့ဩသွားပါတယ်။အဲ့ဒါကတော့တေစီနိုင်တဲ့ယောဂရှိနေတာရှိနေမာယာဖြစ်နေပါတယ်။သူတို့လေးများပြန်စေပြေခြင်းနဲ့စိတ်နဲ့အေးလိုင်မှာယောဂရှိနေတယ်လို့လိမ်ပြီးပြန်နီးစပ်အောင်လုပ်ပေးလိုက်တယ်။မာယာပို့ပေးတဲ့ဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာမာယာကိုဆရာဝန်တွေကခွဲစိတ်နေကြပြီမယ်။မာယာလောကကြီးတဲ့ကနေထွက်သွားပါတယ်။မျိုးကျော်တို့လည်းတန်ဝေးကားရပြီးလင်မယားနဲ့အရင်လိုချစ်ချစ်ခင်ခင်ပြန်နေရင်းနဲ့ဇက်လန်းလေးလည်းပြီးဆုံးသွားပါတယ်။ကဲလူကြီးမင်းတို့လို FAD အနေနဲ့ယောဂဖြင့်တယောက်တည်းခံစားရမှာမို့ယောဂမဖြစ်ခင်ရီးစားရင်ရှာထားပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။